ရေထဲမှာရှိတဲ့အရာတစ်ခုကိုမြင်လိုက်တဲ့အချိန်မှာသူတို့နှစ်ယောက်ရဲ့မျက်နှာအယောင်ချက်ချင်းပြောင်းသွားပါတယ်အောက်မှာရှိနေတာကတာမန်ငါးမဟုတ်ပဲလူကိုယ်တော်အနေနဲ့ပေးနိုင်တဲ့ငါးအုပ်ကြီးပါသူတို့နှစ်ယောက်ခြေထောက်ကိုချက်ချင်းရောက်လိုက်ပြီးအသက်လူထွက်ပြေးကြပေမဲ့အဲ့ဒီငါးတွေကရေထဲကနေခုန်တက်လာပြီးတစ်သားကိုတောင်ဖျက်ပစ်လိုက်ပါတယ်မိန်းကလေးတစ်ယောက်ရေထဲကိုပြုတ်ကျသွားပြီးငါးအုပ်ကြီးကလည်းသူမစီအချိန်ပြင်းပြင်းနဲ့ကူလာပါတယ်ကံကောင်းတာကသူ့တငယ်ချင်းကလက်ကိုအမိရဆွဲတင်လိုက်လို့အန်ဒီရကနေကတ်လွတ်သွားခဲ့ပါတယ်ဒါပေမဲ့ဒုက္ခကမပြီးသေးပါဘူးထွက်ပြေးနေရင်မိန်းကလေးတစ်ယောက်ရဲ့ခြေထောက်ကတစ်သားကြားထဲညက်သွားပြီးအဲ့ဒီအချိန်မှာပဲငါးတစ်ကောင်ကသူ့ခြေထောက်ကိုတိုက်ခိုက်ဖို့ခုန်လာပါတယ်ကံကောင်းလို့ခြေထောက်ကိုအချိန်မီဆွဲထုတ်နိုင်ခဲ့ပေမဲ့သူ့ရဲ့နေတဲ့တရားကလည်းတဖြည်းဖြည်းကျိုးပြတ်လာပြီးဟန်ချက်ပြတ်သွားပါတယ်ရေထဲကငါးတွေကတော့မရက်မနာခုန်တက်တိုက်ခိုက်နေကြဆဲပါအဲ့ဒီအချိန်မှာသူမကစိတ်ကိုတင်းငြိမ်အောင်ထားပြီးဘေးကတစ်သားတစ်ခုစီလှမ်းသွားပေမဲ့အဲ့ဒီတရားကလည်းရေစီးနဲ့မျောထွက်သွားပါတယ်တငယ်ချင်းဖြစ်သူကရေကိုအားနဲ့တွန်းပြီးတရားကိုကူးပက်ရောက်အောင်ကြိုးစားနေချိန်မှာငါးတစ်ကောင်ကသူမကိုထပ်တိုက်ခိုက်လာပါတယ်သူမကငါးရဲ့အာယုံကိုလွှဲပေးနေတော့တငယ်ချင်းကိုလှမ်းဆွဲလိုက်ပေမဲ့ငါးတွေကတရားကိုထပ်ဖျက်လိုက်တာကြောင့်နှစ်ယောက်လုံးရေထဲပြန်ကျသွားပါတယ်အခုတော့အသက်လူကူပြီးရေထဲကနေအမြန်ဆုံးထွက်ဖို့ပဲကြံပါတော့တယ်ငါ့အုပ်ကြီးကလည်းနောက်ကနေအချိန်ပြင်းပြင်းလိုက်လာပေမဲ့နှစ်ယောက်လုံးကမ်းပေါ်ကိုအချိန်မီတက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ငါးတစ်ကောင်ကရေထဲကနေထပ်ခုန်တက်လာပြီးတိုက်ခိုက်လိုက်ပါတယ်မိန်းကလေးကချက်ချင်းဖမ်းမိလိုက်ပြီးမြေပေါ်ကိုအားနဲ့ပစ်ချကကြောက်တုံးကြီးနဲ့ပြန်ခုခံလိုက်ပါတယ်တငယ်ချင်းဖြစ်သူကလည်းကြောက်တုံးနဲ့ဝိုင်းကူတိုက်ခိုက်ပါတယ်အဲ့ဒီအချိန်မှာလူငယ်တစ်ယောက်ရောက်လာပြီးမြင်ကွင်းကိုမြင်လိုက်တာနဲ့အံ့ဩသွားပါတယ်ငါးကိုတေးပြီးထင်ပြီးတွားထိလိုက်တဲ့အချိန်မှာတော့အဲ့ဒီငါးကအသက်ရှိနေသေးတာကိုတိလိုက်ရလို့အားလုံးထိတ်လန့်သွားကြပါတယ်နောက်တော့ဒီငါးတွေကတာမန်ငါးမဟုတ်ပဲဓာတ်ခွဲခန်းတစ်ခုကနေထွက်လာတာဆိုတာတိလိုက်ရပါတယ်အဲ့ဒီဓာတ်ခွဲခန်းမှာအဖိုးကြီးတစ်ယောက်ကစမ်းသပ်မှုလုပ်နေပြီးရေကန်ထဲမှာတန်ကြားတစ်ချက်ခံထားကတစ်ဖက်မှာဖားရှင်တစ်ကောင်ကိုထည့်လိုက်ပါတယ်ငါးကဖားစီရောက်ကိုတန်ကြားကိုအချိန်ပြည့်နဲ့မရက်မနာဝင်တိုက်နေပြီးတန်ကြားပေါ်မှာတော့အရာတွေထင်လာပါတယ်နောက်ဆုံးမှာတော့တန်ကြားကကျိုးပေါက်သွားပြီးအဲ့ဒီငါးရဲ့စွမ်းအားစစ်ကိုအားလုံးမြင်လိုက်ရပါတော့တယ်ဒီလိုစိတ်လှုပ်ရှားစရာစကားချင်းတွေကိုမလွတ်ချင်ရင် Zen Fashion ကို follow လုပ်ထားပါ